Hello Chanfu Moments က Chan ပါဒီဗီဒီယိုလေးက Chan ရဲ့ weekend တနေ့တာကိုမှတ်တမ်းတင်ထားတဲ့ vlog လေးပါအဆုံးထိလိုက်ကြည့်ပေးကြပါအောင်နော်ဒီနေ့က laptop ပြတ်တာလေးကိုသွားပြင်မလို့ပါချင်းမိုင်မာလေးဒီကုန်တိုင်လေးကဖုန်း laptop တွေကစလို့ CCTV gaming နဲ့ပတ်သက်တာတွေရော printer တွေရောပြီးတော့ service ဘိုင်းတွေပါအကုန်ရလို့ဒီကုန်တိုင်လေးကိုပဲလာခဲ့လိုက်တာပါမြင်းကြီးတက်ကဆိုင်လေးတွေကပစ္စည်းရှားနေရလို့ပြောတာရောဈေးရောအဆင်မပြေတာကြောင့် second floor က service ဆိုင်လေးမှာပဲအပ်ခဲ့လိုက်ပါတယ်။နေ့လေကရှန်တပွဲပဲစားထားရတာကြောင့်ဘိုက်ဆိုင်ရနဲ့၄နာရီကျော်ရင်မူကထားဆိုင်အောင်ရောက်သွားပါတယ်။၄နာရီကျော်လောက်ဆိုတော့စပွဲဝိုင်းကတစ်ဝိုင်းနှစ်ဝိုင်းလောက်ပဲရှိလောက်မယ်။အသားကြီးလည်းစိတ်ကြိုက်ရွေးလို့ရမယ်ထင်တာတက်စင်အောင်မှားသွားပါတယ်။ကြောင်တစ်ခုကပဲအုပ်စုလိုက်ကြီးအစိုးရရောက်နေရပါ။ဒီဆိုင်လေးကလေချင်းမိုင်မှာဆိုချမ်းတို့တအားကြိုက်တဲ့မုခသားဆိုင်လေးပဲသူ့ဆိုင်လေးကပါကင်လေးကလည်းကျဲတယ်ဈေးနှုန်းလေးကလည်းအဆင်ပြေတယ်ပြီးတော့ time limit မရှိတာအဓိကအားသာချက်ပဲ time limit မရှိတော့တငယ်ချင်းတွေနဲ့ AC စကားပြောရင်းစိတ်ကြိုက်စားလို့ရတယ်တစ်စမ်းလေးဖြစ်အောင်တခြားဆိုင်ရောက်သွားလဲနောက်ဆုံးတော့လဲချမ်းတို့ကဒီဆိုင်မင်းပြန်ရောက်လာတာ sauce လေးတွေကလေ၄မျိုးလောက်တော့ရှိရဲ့ဒါပေမဲ့ချမ်းရဲ့ပါဇက်နဲ့ကြိုက်တာသူ့ရဲ့ signature sauce လေးပဲရှိတော့အဲ့တမျိုးလေးနဲ့ပဲစားပြတယ်သားတွေကတော့ဗီဒီယိုလေးအတိုင်းပဲဝက်ချက်မဲ့အဆုံးရှိပါတယ်ဈေးနှုန်းလေးကလေချမ်းတို့ဆက်ဆက်စားခြင်းအထက်တော့20တော့တက်သွားတယ်အရင်တုန်းကတယောက်ကို249ဘတ်အခုတော့တယောက်ကို269ဘတ်တော့ဖြစ်သွားပြီပေါ့နော်269ဘတ်ကဒီမှာရှိတဲ့အေးတွေရေခဲမုတ်တွေအကုန်ပါပဲမယ်ဘီယာတောင်းရင်တော့တက်ထပ်ဝယ်ရတာပါအကင်စားရင်လေဆက်လက်ရွက်နဲ့အဲ့လိုလေးထုတ်စားရတာကိုတအားကြိုက်တာအသားကလေပူပင်မဲ့ဆက်လက်ရွက်လေးနဲ့ဆိုတော့ပါဇက်သေးရရင်အဲ့လောက်ပူရလို့မခံစားရတော့ဘူးအသားစားလို့နည်းနည်းဝါပြီဆိုတော့ပစုံဆက်စားပါမယ်ဒီလိုပစုံစားရင်လေချမ်းခေါင်းမဲ့စားဖြစ်တာများတယ်ခေါင်းစားပြီးတဲ့ခါကျလို့ရှိရင်သူ့အသားပေါ့တယ်လို့ခံစားရလို့9နာရီကျော်လောက်ကျတော့စပွဲဝိုင်းကြီးအကုန်ပြည့်သွားပြီပုံမှန်ဆိုရင်တော့ချမ်းတို့က9နာရီကျော်လောက်မှစားဖြစ်တာပါအဲ့ချိန်ဆိုလို့ရှိရင်တော့အမြဲတမ်း QC ပြီးမှစားရတယ်ဒါမဲ့လည်းပဲ QC ရရဆိုပေမဲ့လည်းပဲစပွဲဝိုင်းကြီးအများကြီးရှိတော့အကြာကြီးစောင့်စရာမလိုဘူးအလုံးစုံစောင့်ရ15မိနစ်နိုင်ဝက်လောက်ပဲစောင့်ရတာစားလို့လဲဝါသွားပြီဆိုတော့အိမ်ပြန်ပါတော့မယ်အိမ်ပြန်မယ်ဆိုပြီးကော်တွန်ဘက်ကောင်တာတတိယနဲ့လမ်းကြုံတဲ့ဆိုင်မှာဝင်ပါမယ်ဒီ direct ဆိုင်လေးတွေကလေ24 hour ဖွင့်တာမဟုတ်ပေမဲ့7-11တို့လိုပဲအစုံရတယ်မုတ်တွေရော cosmetic တွေရောဆေးတွေရောအစုံရှိတယ်တချို့ပစ္စည်းတွေဆိုလို့ရှိရင်လေသူ့ရှိမှာပိုအောင်ဈေးသက်တာတွေအမှန်တော့ cotton bud ဆိုချမ်း boost ကဟာပဲသုံးပြတာများတယ်ဒီလိုမျိုးဘေးနဲ့ဖက်ကိုတေချာဖိထားတာကိုကြိုက်တာဒီမှာဆိုရင်လေဒီ hair booster လေးတွေကတခြားဆိုင်ထက်ပိုဈေးသက်တာတယ်လေးစားကြရင်လေအိပ်ပျော်ရပြောပေမဲ့ချမ်းတော်နေအိပ်မပျော်ဒီတိုင်းပဲချိန်ပြီးစားခြင်းလို့ဝင်လာတာပါဒီခါတော့တကယ်ပြန်ပါပြီနောက်ဗီဒီယိုလေးမှာပြန်တွေ့ကြမယ်နော်အဆုံးထိကြည့်ရှုပေးရတဲ့ကြောင့်ကျေးဇူးပါရှင်